ဘာသာခြားတယောက်ကမြတ်စွာဘုရားကိုစော်ကားထားလို့ဆရာတော်ကတုတ်ပြန်ထားတာကိုလူတယောက်ကဆရာတော်ကိုရင့်ကျက်မှုမရှိဘူးလို့မှတ်တာကိုတပည့်တော်ဖတ်မိတယ်တဲ့။ဦးဇင်းလည်းဖတ်မိပါတယ်နော်။အခုတော့အဲ့ဒီမန်းကမရှိတော့ပါဘူးဖြတ်သွားပါပြီ။အစတည်းကကိုယ်စကားကိုတာဝန်မယူရဲဘူးဆိုရင်ဘာမှဝင်မပြောပါနဲ့နော်။ပြောလဲပြောခြင်းသေးတယ်ကိုယ်စကားကိုတာဝန်လည်းမယူရဲဘူးဆိုရင်ရှက်ဖို့ကောင်းပါတယ်။အဲ့ဒီမန်းပိုင်ရှင်ကတာဝန်နဲ့ရင့်ကျက်မှုကိုမကွဲဘူးဖြစ်နေတာပါဒီကနေ့ကဗြဟ္မဇာလတုတ်မှာမြတ်စွာဘုရားကချစ်သားတို့ဖရာဤအပြစ်ကိုဖြစ်စေတရားဤအပြစ်ကိုဖြစ်စေတန်ခါဤအပြစ်ကိုဖြစ်စေမဟုတ်မမှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုပါကဤအကြောင်းကြောင့်လည်းမဟုတ်ဤအကြောင်းကြောင့်လည်းမမှန်ဤအပြစ်ဒီငါတို့၌မရှိဟုပြန်လဲခြေပပြောဆိုရမယ်လို့ဟောကြားပြီးတာဝန်ပေးခဲ့ပါတယ်အဲ့ဒီလိုတာဝန်ပေးခဲ့တဲ့အတွက်ဖရာတရားတန်ခါယရဏ၃ပါးကိုစော်ကားပုတ်ခတ်လာပြီဆိုရင်ပြန်လဲခြေပပြောဆိုရမှာကဗုဒ္ဓဘာသာဝင်တိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ဦးဇင်းကဦးဇင်းရဲ့တာဝန်ကိုဦးဇင်းဆောင်ရွက်တာပါနော်။အဲ့ဒီမတ်ပိုင်ရှင်ကတာဝန်နဲ့ရင့်ကျက်မှုကိုမကွဲဘူးဖြစ်နေတာပါ။ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုပြောချင်တာကတာဝန်နဲ့ရင့်ကျက်မှုကိုကွဲပြားစွာသိအောင်လုပ်ပါအောင်လို့ပြောချင်ပါတယ်နော်။